အားလုံးပဲမင်္ဂလာပါရှင် Academic Teaching ကနေကြိုဆိုပါရရှင် Academic Teaching မှာဒီနေ့သင်ပေးသွားမယ့်အရာတွေကတော့မြန်မာလို1ကနေ10ရေးနေနဲ့အင်္ဂလိပ်လို1 to 10ရေးပုံရေးနေလေးတွေကိုဒီနေ့သင်ပေးသွားမှာဖြစ်ပါတယ်ရှင်နောက်နေ့ကျတော့မှသူရဲ့မြန်မာလိုပေါင်းနေအင်္ဂလိပ်လိုပေါင်းလေးတွေကိုနိုင်ရှင်းပြီးတော့ထပ်ပြီးပြပြသွားပါမယ်ရှင်အရင်ဆုံးမြန်မာလိုရေးပုံရေးနေလေးတွေအရင်ဆုံးပြောသွားပါမယ်ရှင်အရင်ဆုံး3ညပေါ့နော်3ညနေအရင်ဆုံးစမယ်3ညဆိုတာတော့လွယ်ပါတယ်မြန်မာလိုကကြီးခအဝေးသေးတဲ့နားလဲတဲ့လူတွေအကုန်လုံးက3ညရေးရတာတော့အခက်မတွေ့တော့ဘူးလို့ထင်ပါတယ်သူကပုံမှန်အဝိုင်းလေးရေးလိုက်ရင်ရပါပြီဒါလေးက3ညပြီးသွားရင်3ညပြီးရင်တချို့တော့တက်လာမယ်တက်ကလေးကိုတချို့တော့ဒီလိုရေးရတယ်ပြီးသွားရင်နှစ်တကယ်တော့အချောင်းလေးတစ်ခုဆွဲတယ်ပြီးသွားရင်ဘယ်ဘက်ကိုကွေတယ်တခါတည်းကျလို့ရှိရင်ကလေးတွေမားလေးမားထားရှိရကနှစ်ဆိုလို့ရှိရင်ဒီလိုမားချပါတယ်ဒါလေးကကြတော့မားပါတယ်ဒီလိုမဟုတ်ပါဘူးနှစ်ဆိုလို့ရှိရင်ညာဘယ်ဘက်ကိုပဲကွေပါတယ်ညာဘက်ကိုကွေလို့မရပါဘူးပြီးတော့လို့ရှိရင်3မှာကြတော့ဘယ်ဘက်ကိုတည့်ပါတယ်3ကဘယ်ဘက်ကိုတည့်ပြီးတော့4ကကြတော့ညာဘက်ကလေးကိုတည့်ပါတယ်ဒီ3နဲ့4ကိုလည်းဖြစ်ကလေးတွေကမားလေးမားထားရှိပါတယ်3ကိုဒီလို3ကိုညာဘက်ကိုလဲပြီးတော့4ကိုဘက်ကိုလဲတက်တဲ့အခောက်လေးရှိပါတယ်ဒါပါမားပါတယ်3ဆိုရင်ဘယ်ဘက်ကိုလဲပါတယ်4ဆိုလို့ရှိရင်ညာဘက်ကိုလဲပါတယ်သူကစကလုံးတစ်လုံးအလွယ်မှတ်နေပေါ့နော်စကလုံးတစ်လုံးကိုမှတ်ထားရုံနဲ့ရပါတယ်3ဆိုလို့ရှိရင်3ကိုမှတ်ထားလိုက်က4ဆိုလို့ရှိရင်4ကိုမှတ်ထားလိုက်ကဒါဆိုလို့ရှိရင်ကျန်တာလေးတွေကကျန်တဲ့တစ်လုံးကရေးရတာအဆင်ပြေသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ပြင်ရေးပြရပါမယ်ဒါလေးကို3ကိုခေါ်ပါတယ်ပြီးရင်ညာဘက်ကိုလန့်ရင်ကျတော့4ပါဘယ်ဘက်ကိုလန့်ရင်3ညာဘက်ကိုလန့်ရင်4ဟုတ်ပြီပြီးသွားလို့ရှိရင်5ကကြတော့အထက်ထဲမှာတစ်ချက်ကအစံလေးတစ်ခုထည့်မယ်အရင်ဆုံးထည့်ပြီးတော့လို့ရှိရင်နှစ်ပုံစံလေးပဲဘယ်ဘက်ကိုခွေချပလိုက်မယ်အဲ့တော့ပြန်ရေးပြမယ်အလုံးလေးစံတစ်သေးလေးပေါ့နော်ဒီလောက်မကြည့်ရဘူးအစံတစ်သေးလေးတစ်ခုအရင်ဆုံးရေးမယ်ရေးပြီးသွားတဲ့အခါကျလို့ရှိရင်တစ်သေးလေးဒီဘက်ကိုပြန်ဆွဲချလိုက်မယ်ဒါလေးက5ပါပြီးရင်6ခါကျတော့များတော့ပြက်ကလေးတွေပေါ့နော်ရေးတဲ့အခါကျအခက်တွေးကြပါတယ်ဒါလေးကလေးချောင်းမြင်းဆိုလို့ရှိရင်ပေါ့နော်လေးချောင်းမြင်းထဲမှာဆိုလို့ရှိရင်အပြာမြင်းထဲမှာပဲရေးရပါမယ်ဒီကနန်းတွေအကုန်လုံးကအနီမြင်းထဲမှာရေးလို့မရပါဘူးအပြာမြင်းထဲမှာရေးတဲ့အခါကျလို့ရှိရင်ဒီလိုလေးရင်ရေးမယ်ရေးပြီးသွားတဲ့အခါကျလို့ရှိရင်အပေါ်လေးဒီလိုလေးလုပ်မယ်ဆိုတော့နောက်ဟောက်ပြန်ပြီးရေးပြပါမယ်ဒီလိုလေးရင်ဆုံးရေးမယ်အကောက်တိတိလေးပြီးသွားရင်အပေါ်ကိုဆွဲလိုက်မယ်ဒါလေးက6ပါဟုတ်ပြီ9ကကြတော့ဒီလိုလေးဆွဲမယ်အောက်ကိုဆွဲချမယ်သူကကြတော့ညာဘက်ကိုလဲပါမယ်ဘယ်ဘက်ကိုမလဲပါဘူးနောက်တော့ဟောက်ပြန်ပြီးရေးပြပါမယ်9ကဒီလိုလေးအမောက်ကလေးထောင်းပြီးတော့ညာဘက်ကိုလဲသွားပါမယ်ဘယ်ဘက်ကိုမလဲဘူးနော်9ကဝိုင်းဝိုင်းလေးဝိုင်းလေးဆွဲချပါမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ရှစ်ကကြတော့အစံလေးထည့်မယ်အရင်ဆုံးခါငယ်လေးရေးနိုင်မယ်ရေးပြီးတော့အတွင်းဘက်ကိုအစံထည့်လည်းရပါတယ်မဟုတ်ဘူးပုံမှန်အတိုင်းပဲအစံထည့်ပြီးတော့မှခါငယ်လေးရေးလိုက်လည်းရပါတယ်ရှစ်ဆိုတာကအဓိကအစံခါငယ်ထဲမှာအစံလေးထည့်လိုက်တာပေါ့နော်ဒါလေးရှစ်ပါပြီးတော့လို့ရှိရင်9ကကြတော့6ကပြောင်းပြန်များသောအားဖြင့်မားလေးမားထားရှိတာက6နဲ့9နဲ့ဥမာကြပါတယ်6ကကြတော့တွန့်ပြီးရင်အပေါ်တင်ရတယ်9ကကြတော့တွန့်ပြီးရင်အောက်ကိုဆွဲချရတယ်ဒါလေးက9ပါ30ကကြတော့လွယ်ပါတယ်အရင်ဆုံးတိတ်ရေးမယ်ပြီးတော့3ညရေးမယ်ဒါလေးပါပဲ30ရတော့နော်ဒါဆိုလို့ရှိရင်1 to 10အကုန်လုံးရေးပုံရေးပြပြပြပါဆိုတော့1 to 10အကုန်လုံးကိုစီပြီးတော့နောက်တစ်ခေါက်ပြင်ပြီးတော့ရေးပြပေးပါမယ်နှစ်ကကြတော့အပြာမြင်းမှာစမယ်အနီမြင်းမှာ꿰မယ်အပြာမြင်းမှာစအနီမြင်းမှာ꿰လိုက်မယ်3အပြာမြင်းထဲမှာ y ပြီးတော့အနီကို
ပြန်မြင်းထဲမှာကွေးပြီးတော့အနီကိုဝိုက်မယ်ပြီးသွားရင်ငါကတော့ရှေ့မှာတင်ခဲ့တဲ့အတိုင်းပဲအဝိုက်တွေရင်လောက်မယ်လောက်ပြီးအောက်ကိုဆွဲချမယ်ငါပြီးရင်6အစံလေးထည့်မယ်အစံလေးထည့်မယ်ထည့်ပြီးရင်အပေါ်ကိုဆွဲတင်မယ်အစံလေးထည့်မယ်အပေါ်ကိုဆွဲတင်မယ်6ခဏကကြတော့မောင်းမောင်းကလေးရေးမယ်ရေးပြီးတော့ညာဘက်ကိုဆွဲချလိုက်ပါမယ်ခဏဘောလိုက်တွေဆွဲပြီးအပေါ်ဆွဲချလိုက်မယ်ခဏရှစ်ကကြတော့အရင်ဆုံးကားငယ်ကြီးလိုက်မယ်ကားငယ်ထဲမှာအစံလေးထည့်လိုက်မယ်ဒါလေးကရှစ်ဖြစ်မယ်ပြီးသွားရင်ကိုကကြတော့ဒီ6ရက်ပြောင်းပြန်ပေါ့နော်အစံလေးရေးတာတော့အတူတူပဲအစံလေးရေးတာချင်းသို့တော့အပေါ်တက်အောက်ကိုဆင်းကိုလေးနဲ့ကြည့်လိုက်ပါနော်တရားလေးရေးပြီးမယ်ဆိုဒီလိုလေးဝိုင်းမယ်ဝိုင်းပြီးတော့ရှင်အောက်ကိုဆွဲချမယ်ကို30ရကြတော့တင်းနဲ့3ညာနဲ့ရောပြီးရေးပါမယ်30ဒါလေးကိုပေါ့နော်ကလေးတွေကိုကြည့်ပြီးဆိုပိုင်းကျအားပေးဖြစ်စေတို့မဟုတ်သူတို့တစ်လိုင်းနဲ့ဖြစ်ဖြစ်နှစ်လိုင်းနဲ့ဖြစ်စေအဲ့လိုရေးခိုင်းရင်းနဲ့ကလေးတွေအတက်မြင်ပါတယ်